ဒီသပင်လေးကတော့အပေါ်ကမာကျန်ထပ်ထွက်လာတဲ့သပင်အောက်ကမနှစ်ကဖြောက်ထားတဲ့သပင်တစ်နှစ်ပြည့်လို့ဖြောက်မယ်ဆိုလို့ပြန်ရောက်လာတာပါပြီးတော့ဆေးထည့်တယ်အပေါ်ဆေးထည့်တဲ့ခါကျလို့ရှိရင်အပေါ်ကမာကျန်းဆေးအောက်ကပုံမှန်ဆေးကိုထည့်ရပါတယ်မာကျန်းဆေးကတမိုင်ဝန်းကျင်လောက်ရသွားပြီဆိုလို့ရှိရင်အောက်ကကျတော့ဆေးကပုံမှန်ဆေးထည့်ပြရပါတယ်ထည့်ပြီးလို့ရှိရင်နောက်ကနိုင်ရွက်လောက်ကြာလို့ရှိရင်ခေါင်းလျှော်ပြီးတော့ဒီမှုန့်နေရာလေးပါဆင်းဖို့ဆင်းသွားတာပဲနော်အနည်းငယ်ပဲဆင်းရပါတယ်တပြန်လဲဆင်းရပါတယ်ကြာဆက်ဆွဲတဲ့ခါကြာလို့ရှိရင်လေကြားပဲမကောင်းပူချိန်ကိုအပေါ်ကမာကျန်းတွက်အပူချိန်နဲ့အောက်ကအပူချိန်နဲ့မတူပါဘူးနော်အပေါ်ကမာကျန်းလို့ရှိရင်ကျမတော့220အပြည့်ဆွဲတယ်အောက်ကပစ္စည်းကိုတော့180လောက်ဆွဲတာပေါ့နော်ဒါအဖျားလေးကအနည်းငယ်ပျက်စီးပြီးတော့နှစ်ဖွားဖြစ်နေတဲ့အတွက်အနည်းငယ်ညှက်လိုက်ပါတယ်ဆက်ဆွဲထားတဲ့ရက်လက်လေးပါအိမ်ရောက်လို့ရှိရင်ရေထိလို့မရပါဘူး9ရက်ပြီးမှခေါင်းလျှော်လို့ရပါမယ်9ရက်ပြီးလို့ရှိရင်လေကစတမာကို9ရက်ဆိုင်မှာခေါင်းလက်ပြန်လျှော်ဖို့ပေါင်းစည်းကောင်းလေးနဲ့ပြန်နှပ်ပေးဖို့ပြောရပါတယ်ဒါမှပေါင်းစည်းထိသွားတဲ့သပင်ပေါင်းစည်းပြန်နှပ်ပေးတဲ့သပင်ကဆန်သန်းတွေအရန်ကောင်းပါတယ်တချို့ကအိမ်မှာခေါင်းကိုဖြစ်တယ်လို့လျှော်လိုက်တယ်ပေါင်းစည်းမထည့်ရင်ခိုက်ပါတယ်ရှင်